နော်ဒီနေ့မှာကျွန်တော်တို့ဟော့နေတာကတော့မင်းအောင်လှိုင်ကရုရှားသွားတယ်ဆိုတဲ့သတင်းကဟော့နေတယ်နော်အဲ့ဒါကြီးကတော့ဒါအင်မတန်ပြန့်နှံ့နေတဲ့သတင်းတစ်ပုဒ်ပေါ့နော်မင်းအောင်လှိုင်ရုရှားသွားတယ်မင်းအောင်လှိုင်ရုရှားသွားတယ်ဆိုရှယ်မှာကြည့်လိုက်တိုင်းမင်းအောင်လှိုင်ရုရှားသွားတယ်ပေါ့နော်အဲ့တော့သူတို့ဒီမြောက်မြန်မာရပ်ကွက်ကလည်းမင်းအောင်လှိုင်ရုရှားသွားတယ်ဆိုတဲ့အကြောင်းတရားနဲ့ပတ်သက်ပြီးတော့မှသူတို့တွေကTikTok ထဲမှာဒီမြောက်မြန်မာရပ်ကွက်ကအဖွဲ့တွေရှိပါတယ်သူတို့တွေကဘာတွေပြောကြလဲဆိုတဲ့အခါကျတော့ဟာတဲ့သူတို့အဘကဘာပတ်နေပြီတဲ့သူတို့အဘကဘာပတ်နေပြီဆိုတော့မှသူတို့အဲ့လိုတော့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့တွေကထောက်ပြလိုက်တယ်ဗောနော်ထောက်ပြတာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel အားဆိုရင်နေ့စဉ်သတင်းတွေတိုင်းကောက်နေတယ်တင်ဆက်ပေးနေတာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာတစ်ချက်ကဘာကိုထောက်ပြလဲဆိုတော့မင်းအောင်လှိုင်အာနာသိမ့်ပြီးကြတဲ့ကွာသူသွားတာဆိုလို့တရုတ်ရှိမယ်ရုရှားရှိမယ်ပြီးလို့ရှိရင်စင်ကာပူအစည်းအဝေးတော့တက်တာနော်စင်ကာပူရှိမယ်ဒီလောက်ပဲရှိတယ်လို့ကျန်တာဘာမှမရှိသေးဘူးလို့ဒါကျွန်တော်အနေနဲ့ပြောပြတယ်အဲ့တော့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့ခြေလမ်းနေနဲ့မင်းအောင်လှိုင်ရဲ့ခြေလမ်းနေနဲ့ဒါကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ဒီကဘာကိုပတ်ပြနိုင်ခဲ့တယ်ကဘာကိုလှမ်းနိုင်ခဲ့တယ်နော်အများကြီးပဲအလုပ်လုပ်နိုင်ခဲ့တယ်နော်ကဘာတန်တမန်ရေးရကိစ္စတွေလည်းအများကြီးပဲလုပ်နိုင်ခဲ့တယ်ဒါပေမဲ့ဒီအကြမ်းဖက်စစ်ကောင်စီမင်းအောင်လှိုင်ရဲ့အနေအထားကိုကြည့်တဲ့အခါကျတော့ကဘာကြီးကိုသူကမလန်းနိုင်သေးဘူးအခုရုရှားတို့ဘာတို့ကျွန်တော်တေးချအောက်ကနေနားထောင်ကျွန်တော်တို့ပြန်သင်ပေးမယ်ခင်ဗျားတို့အောက်ကနေပြောချင်တာတွေလာမပြောနဲ့ကျွန်တော်တို့ကတနိုင်ငံလုံးကိုအမြဲတမ်းလေ့လာနေတဲ့သူတွေတကဘာလုံးကိုအမြဲတမ်းလေ့လာနေတဲ့သူတွေနော်ဒီ generation စီတွေကမင်းတို့တွေကအတွေးခေါ်တွေတိတ်ငယ်ပါတယ်မင်းတို့တွေကစဉ်းစားဉာဏ်ရည်နှိမ့်ပါတယ်ဆိုရင်မင်းတို့လာပြောလို့မရဘူး generation စီတွေကတကဘာလုံးကိုအုံနောက်တွေထည့်ထားနိုင်တဲ့သူတွေအမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်မင်းအောင်လိုက်တတ်တောင်စဉ်းစားဉာဏ်အများကြီးစဉ်းစားတတ်တယ်သဘောပေါက်လားလူငယ်တွေမျိုးဆက်သစ်တွေကမင်းအောင်လိုက်တတ်တော့အများကြီးစဉ်းစားတတ်တဲ့အတွေးခေါ်အများကြီးရှိတယ်မျိုးဆက်သစ်တွေကခင်ဗျားတို့ရှော့မတော်နဲ့သဘောပေါက်လားနော်အောက်မှာပြောချင်ရတယ်ပြောဆိုချင်ရတယ်ဆိုလာလို့မရတော့ကာလဖြစ်တယ်ဆိုတာကိုဒါကျွန်တော်တို့ကတော့ထောက်ပြခြင်းတယ်ဟုတ်ပြီလားအဲ့တော့အမှန်တိုင်းပြောရမယ်ဆိုလို့ချင်းခင်ဗျားတို့ထင်တာတွေကိုရှောက်လာပြီးတော့မှမရေးနဲ့နော်ခင်ဗျားတို့ရေးခြင်းတဲ့အရာတွေလာမရေးနဲ့နော်ခင်ဗျားတို့သိချာနားထောင်မြန်မာနိုင်ငံအကြောင်းနဲ့ဘာမှလည်းမသိပဲနဲ့နော်ပြောရမယ်ဆိုလို့ရှိရင်ရေးချင်တာတွေတိတ်ပြီးတော့မှမရေးနဲ့သိချာနားထောင်ဟုတ်ပြီလားပြင်သိလားဆိုတော့လည်းမသိဘူးလေးလာလားဆိုတော့လည်းမလေးလာဘူးအားကြောင့်အောက်ကနေသိချာနားထောင်အဲ့တော့အကြမ်းဖက်စစ်ကောင်စီမရောက်လိုက်ကအခုရုရှားသွားတယ်နော်ဘာလို့ဖို့သွားလဲဆိုတဲ့အခါကျတော့နော်ဘာလို့ဖို့သွားလဲဘာလို့ဖို့သွားလဲနော်သူထိုးကျွေးရမယ့်ကိစ္စတွေရှိတယ်နော်သူပြည်တွင်းစစ်ကိုနိုင်အောင်တိုက်ဖို့အတွက်သူ့အနေနဲ့ဘာတွေလုပ်ထားရတာလဲလင်းနေဝယ်ထားတယ်ကရင်ပြည်နယ်ကချင်ပြည်နယ်အညာဒေသကိုသူဖျက်ဆီးဖို့အတွက်လင်းနေဝယ်ထားတဲ့ကိစ္စတွေရှိတယ်နော်စစ်လက်နက်ပစ္စည်းတွေသူဝယ်ထားတဲ့ကိစ္စတွေရှိတယ်ဒီအရာတွေနဲ့ပတ်သက်ပြီးပေးဖို့ပတ်စံကိစ္စတွေငွေပေးချေမှုကိစ္စတွေသူတို့ရင်ဆိုင်နေရတယ်အဲ့ဒါတွေကိုပေးဖို့အတွက်ပတ်စံမရှိတဲ့အခါကျတော့နော်ဘယ်အစိတ်ပိုင်းမှာဘာတွေလှုပ်လိုက်ပါဘယ်စိတ်ပိုင်းမှာဘာတွေလှုပ်လိုက်ပါဆိုပြီးအဲ့ဒါတွေတော့ထိုးကြွေးတာသဘောပေါက်လားနားလဲလားနော်သဘောပေါက်လားအခုအကြမ်းဖက်စစ်ကောင်စီမရောက်လိုက်ဘာသွားလုပ်တာလဲအခုအကြမ်းဖက်စစ်ကောင်စီမရောက်လိုက်လင်းနေဝဲတယ်တိုင်းတစ်ပါးကိုသူကောက်ွယ်ဖို့မဟုတ်ဘူးသူလင်းဝဲတယ်ဒီ၄နှစ်တာကာလအတွင်းမှာလင်းဝဲတဲ့အရာကိစ္စကဘာကိုအဓိကလုပ်လဲကရင်ပြည်နယ်သူဖျက်ဆီးမယ်ဟမ်ချင်းပြည်နယ်သူဖျက်ဆီးမယ်ကယားပြည်နယ်သူဖျက်ဆီးမယ်ကရင်ပြည်နယ်သူဖျက်ဆီးမယ်ကယားပြည်နယ်ဖျက်ဆီးမယ်အညာသားတွေဒေသတွေနေရာတွေအားလုံးကိုသူဖျက်ဆီးမယ်
အဲ့ဒီအတွက်သူလင်းနေဝယ်တယ်လက်နဲ့ပစ္စည်းတွေသူတို့ဝယ်တယ်မင်းအောင်လိုင်ကိုးကွယ်တာဖျားမဟုတ်ဘူးမင်းအောင်လိုင်ကိုးကွယ်တာကလက်နက်တွေဖြစ်တယ်သဘောပေါက်လားခင်ဗျားတို့ထင်တာမင်းအောင်လိုင်ကဖျားကိုယုံကြည်ကိုးကွယ်တယ်နော်သူတည်ထားတဲ့ဖျားသူယုံကြည်ကိုးကွယ်တယ်လို့ခင်ဗျားထင်နေတယ်မင်းအောင်လိုင်ကိုးကွယ်တာကဖျားမဟုတ်ဘူးမင်းအောင်လိုင်ကိုးကွယ်တာဒီလက်နက်တွေဒီပစ္စည်းတွေအဲ့ဒီလက်နက်ဒီပစ္စည်းတွေကလည်းတိုင်းတစ်ပါးရန်ကိုလုံးဖို့လားဆိုတော့လေတိုင်းတစ်ပါးရန်ကိုလုံးဖို့မဟုတ်ဘူးတိုင်းသားဒေသတွေသူဖျက်ဆီးတယ်ချင်းပြည်နယ်ဖျက်ဆီးတယ်ကရင်ပြည်နယ်ဖျက်ဆီးတယ်တနင်္သာရီတိုင်းဒေသကိုဖျက်ဆီးတယ်ရခိုင်ပြည်နယ်သူဖျက်ဆီးတယ်ကချင်ပြည်နယ်ကိုသူဖျက်ဆီးတယ်ဒီဟာနေနဲ့ပတ်သက်ပြီးတော့မှသူဒီလက်နက်တွေပစ္စည်းတွေသူဝယ်တယ်တဘောပေါက်တယ်နော်ဒီလက်နက်တွေပစ္စည်းတွေသူဝယ်တယ်အဲ့ဒါမှတ်ထားအဲ့တော့ဒီလက်နက်တွေပစ္စည်းတွေဝယ်တာဘယ်နိုင်ငံကအလကားရောက်မလဲဘသူကအလကားရောက်မလဲအဲ့တော့ဟိုလောက်ကွက်တွေထိုးချွေဒီလောက်ကွက်တွေထိုးချွေအခုရုရှားသူအဲ့ဒါပဲထိုးချွေရတာလေးနေအဲ့တော့ရုရှားကိုမင်းအောင်လိုင်းသွားရတဲ့ possession အနေအထားကမြန်မာနိုင်ငံမှာခမားကြိုက်တဲ့နေရာလေးတွေနော်လှုပ်ချင်တဲ့နေရာလေးတွေပြောပါကျွန်တော်တို့တွေဒီသဘောတူပါမယ်ဆိုတဲ့ပုံစံနဲ့သွားရတာအထက်ကနေသွားတဲ့အဆင့်မဟုတ်ဘူးအကျွေးယူထားလို့အကျွေးရှင်ကိုသွားကြည့်ရတဲ့မျက်နှာအနေထားနဲ့သွားတာအဲ့တော့တော်တော်များများထင်ပါပေါ့ဟာဘဘကြီးမင်းအောင်လိုင်ကပူတင်ကိုတွေ့တဲ့အခါမှာဟိုဖတ်တယ်နှုတ်ဆက်တယ်ဝမ်းသာတယ်ဆိုတော့အမလီဘဘကြီးမင်းအောင်လိုင်ကလူရဝင်လိုက်တာလို့မင်းတို့ထင်နေမှာပေါ့အဲ့ဒါလူရဝင်တာမဟုတ်ဘူးအကျွေးရှင်ကိုသွားတွေ့ရတာနော်အကျွေးရှင်ကိုသွားတွေ့ရတာသဘောပေါက်လားအကျွေးရှင်ကိုသူသွားတွေ့ရတာဘယ်ကမဟုတ်တမ်းပြောရမှာလဲမင်းတို့လင်းပြန်နေပါလေဝယ်တာဘသူကအလကားပေးမလဲဟမ်တိုက်လင်းနေဝယ်တာဘသူကအလကားပေးမလဲခေါင်းခေါက်လိုက်မယ်အသက်တာကြီးတော့အုံနောက်ကကြီးမလားဘူးမင်းတို့စားကလာစစ်တပ်တဲ့လင်းတွေကအလကားရလာလားဟမ်တိုင်းနဲ့ပြည်နယ်14ခုလုံးကိုကျဲဖို့အတွက်ဘုံတွေကအလကားရလာလားမင်းတို့ရုရှားစီကဝယ်တယ်တရုတ်စီကမင်းတို့ဝယ်တယ်ဟိုကအလကားပေးမလားမင်းတို့ရောမင်းတို့လေရင်ဝယ်ရခြင်းရဲ့ရည်ရွယ်ချက်ကတိုင်းတစ်ပါးကိုကာကွယ်ဖို့မဟုတ်ဘူးကရင်ပြည်နယ်ကိုမင်းတို့ဖျက်ဆီးမယ်ကယားပြည်နယ်ကိုမင်းတို့ဖျက်ဆီးမယ်ချင်းပြည်နယ်ကိုမင်းတို့ဖျက်ဆီးမယ်ကချင်ပြည်နယ်ကိုမင်းတို့ဖျက်ဆီးမယ်တစားစီဖြစ်အောင်လုပ်မယ်လေးနှစ်ရှိပြီအောက်ခြေမှာရှိနေတဲ့စစ်သားတွေကိုထိုးကျွေးမယ်အောက်ခြေမှာရှိနေတဲ့စစ်သားတွေအထွေးခေါ်ဉာဏ်ပညာသိမ့်ဖြစ်တဲ့စစ်သားတွေကိုမင်းတို့ထိုးကျွေးမယ်အဲ့ဒီရည်ရွယ်ချက်တွေနဲ့အတူမင်းတို့တွေဒီလှုပ်လာခဲ့တာ၄နှစ်ရှိပြီစီဝိုင်းနဲ့သွားကြည့်အောင်ဗိတ်ချီအရှိတောင်အာရှမှာစီဝါရေးဖွံ့ဖြိုးတိုးတက်မှုကဗိတ်ချီနောက်ရောက်နေပြီအဲ့တော့၄နှစ်လုံးမှာမင်းအောင်လိုင်ကိုထောက်ခံခဲ့တဲ့သူတွေကိုစဉ်းစားဘယ်နာဖွံ့ဖြိုးတိုးတက်မှုရှိလဲအဲ့ဒါမပြောနဲ့မင်းအောင်လိုင်ကိုထောက်ခံခဲ့တော်သူများတက်မတော်ဖွံ့ဖြိုးတိုးတက်မှုရှိလားစစ်တပ်ဖွံ့ဖြိုးတိုးတက်မှုရှိလားအောက်ခြေတက်မတော်သားတွေတေလွန်းလို့ဖုံးပြီးဖို့အတွက်မင်းတို့စစ်မှုမထမ်းမနေရဆိုတဲ့အရာကြီးကိုမင်းတို့အရှက်မရှိထုတ်လိုက်တာအောက်ခြေမှာရှိနေတဲ့တက်မတော်သားတွေသေကြလို့ပျက်စီးကြလို့နော်ဒီအရာတွေကိုဖုံးဖို့အတွက်ဖိဖို့အတွက်မင်းတို့တွေဒီစစ်မှုမထမ်းမနေရဆိုတဲ့ဥပဒေတွေကိုမင်းတို့တွေဒီအရေးပေါ်ထုတ်ပြန်ကြတာနော်မင်းတို့ထုတ်ပြန်ကြတာအောက်ခြေစစ်သားတွေကိုမင်းတို့တွေဒီထိုးချွေးခဲ့တဲ့အရာတွေကိုဖုံးမှုအတွက်
စစ်မှုမထမ်းမနေရဆိုတဲ့အရာကိုမင်းတို့တွေဒီဖော်ထုတ်ကြတာဖြစ်တယ်အဲ့တော့ဘာတိုးတက်မှုရှိတယ်လူတွေကပြည်သူတွေကပြောပြတယ်အကြမ်းမဲ့စစ်ကောင်စီရဲ့လုပ်ရက်တွေမကြိုက်ဘူးအကြမ်းမဲ့စစ်ကောင်စီမင်းအောင်လှိုင်ရဲ့စဉ်းစားပုံတွေကိုမကြိုက်ဘူးအကြမ်းမဲ့စစ်ကောင်စီရဲ့တွေးခေါ်ပုံတွေကိုမကြိုက်ဘူးအကြမ်းမဲ့စစ်ကောင်စီမင်းအောင်လှိုင်ရဲ့ဆုံးဖြတ်ချက်တွေကိုမကြိုက်ဘူးဆိုမင်းတို့နားမထောင်ဘူးမင်းတို့နားမထောင်ခြင်းရဲ့အကျိုးရလက်က၄နှစ်အတွင်းမှာမင်းတို့တွေးပြီလားတွေးပြီလားဘာဖွံ့ဖြိုးတိုးတက်မှုရှိလဲဘာမှမရှိခဲ့ဘူးအခုရုရှားကိုသွားတဲ့အခါမှာအကျွေးရှင်ကိုသွားတွေ့ရတဲ့ပုံစံမျိုးသွားရတာမရှက်ဘူးလားမင်းတို့ရဲ့မျက်လုံးထဲမှာတော့မင်းအောင်လှိုင်ကကုတ်ကလေးဝစ်ငကတိုင်လေးတက်ဘိုလီစီမင်းတို့အဲ့လိုမျိုးထင်နေမယ်တကယ်တော့ तू သွားတွေ့ရတဲ့ပုံစံအကျွေးရှင်ကိုသွားတွေ့ရတာသဘောပေါက်လား तू အကျွေးရှင်ကိုသွားတွေ့ရတဲ့ပုံစံမျိုးနဲ့သွားတွေ့တာအဲ့ဒါကိုမင်းတို့ဂုံယူလို့မဆုံးသေးဘူးအဲ့အုံနောက်မပြည့်ကြက်မပြည့်မင်းတို့မြောင်းမြင်မှာရောကတ်တဲ့ဘက်ကလူတွေကမစင်းစားတတ်သေးဘူးဒီနေ့ဒီချိန်ထိဘာဘာလဲစားငါတို့လဲစားမယ်ဘာဘာလဲစားငါတို့လဲစားမယ်အခုမင်းအောင်လိုက်လက်နဲ့ဝယ်တဲ့ကိစ္စတွေလင်းတိုက်လင်းဝယ်တဲ့ကိစ္စတွေမြန်မာနိုင်ငံမှာအဲ့ဒီတိုက်လင်းကိုအကျိုးရှိရှိဘယ်နေရာမှာအသုံးချလဲဟမ်ရုရှားစီကနေဝယ်ထားတဲ့တိုက်လင်းတွေမင်းတို့မြန်မာနိုင်ငံမှာအကျိုးရှိရှိဘယ်နေရာအသုံးချလဲရုရှားစီကဝယ်တဲ့တိုက်လင်းတွေနဲ့အတူကရင်ပြည်နယ်မင်းတို့ဖျက်ဆီးတယ်ရုရှားစီကနေဝယ်တဲ့တိုက်လေယာဉ်နဲ့အတူချင်းပြည်နယ်ကိုမင်းတို့ဖျက်ဆီးတယ်ရုရှားစီကဝယ်တဲ့တိုက်လေယာဉ်နဲ့အတူကချင်ကယားကရင်ချင်းဗမာမော်ရခိုင်ရှောက်မင်းတို့စနစ်တကျဖျက်ဆီးတယ်ရုရှားကမင်းတို့တက်မတော်ရပထွေးလားကိုမျိုးချစ်ပါတယ်လို့ပြောတဲ့သူတွေဟမ်ကိုတိုင်းပြည်ချစ်ပါတယ်လူတွေရုရှားကမင်းတို့ရပထွေးလားဒီအချိန်မှာမင်းတို့တွေဒီတေးချာစဉ်းစားရုရှားမင်းတို့ပထွေးလားအခုမင်းတို့ရုရှားအရှိမမင်းအောင်လိုင်ကဒူးထောက်နေရပြီရုရှားကျိုးကွက်ကျိုးဆွဲရကိုမင်းတို့ကရတော့မှာကဲမင်းအောင်လိုင်ကို၄နှစ်လုံးမင်းတို့ထောက်ကန်ခဲ့တဲ့သူတွေဟမ်အသိမ်ပြင်းဆုံးသောမြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့လူတွေစီမံခန့်ခွဲခဲ့တဲ့အတူတွေထဲမှာအသိမ်ပြင်းဆုံးနဲ့အညံ့အပြင်းဆုံးသောသူတွေပဲဘာအရေးချင်းမှမရှိဘူးပြင်ဘာအရေးချင်းမှမရှိဘဲနဲ့အောက်ခြေတက်မတော်သားတွေထိုးချွေးမယ်ဘာအရေးချင်းမှမရှိဘဲနဲ့အောက်ခြေစစ်သားတွေကိုထိုးချွေးမယ်ဘာအရေးချင်းမှမရှိဘဲနဲ့တိုင်းနယ်ပြည်နယ်14ခုမှရှိနေတဲ့အောက်ခြေစစ်သားတွေနဲ့တူရန်တိုက်ပေးမယ်စစ်ဖြစ်ခိုင်းမယ်လှုပ်ခိုင်းမယ်ပြည်နှင်းစစ်မီးမွေးမယ်ပြင်တနင်္လာရီတိုင်းကိုရုရှားကိုထိုးချွေးမယ်ပဲခူးတိုင်းကိုရုရှားကိုထိုးချွေးမယ်ရန်ကုန်တိုင်းကိုရုရှားကိုထိုးချွေးမယ်ပြောတော့မင်းတို့ကောင်းနေဒီတိုင်းသမားကျူးကျော်လာလို့ရှိရင်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ရုရှားကျူးကျော်ရုံနေမကဘူးရုရှားသိမ်းနေပြီရေနံစိတ်ကန်းကိစ္စတွေသူတို့လုံးတော့မှမင်းတို့ဘာလုပ်နေလဲမင်းတို့ဘာမှမအောင်လိုက်မင်းတို့ဘွိုင်းကောင်မလုပ်ဘူးလားပြောတော့အပန်းကဘာဖြစ်တယ်ညာဖြစ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုအတန်တွေကိုတိတ်လို့ဘယ်မှလည်းမရောက်လိုက်အရေးချင်းရှိတာ၄နှစ်လောက်အရှိတောင်အာရှမှာစီးပွားရေးကဗိတ်ချီနော်ຫນွေဥတော်လိုင်းဖြစ်ကြတဲ့ကွာထောက်ပြပြီးသွားပြီမင်းတို့အကြမ်းမဲ့စစ်ကောင်စီနဲ့ပတ်သက်တဲ့ဘာနေBlacklist လို့ပြောခဲ့ပြီးသား
ဒီနေ့ဒီချိန်นี่အဲ့ဒီအကြမ်းမဲ့စစ်ကောင်စီအုပ်ချုပ်နေသူမြန်မာငွေကြီးက blacklist ကြီးပဲတန်မိုးတက်မလာဘူး